သေးကြီးဥခန္တီကြားဘူးကြရဲ့လားကြားဘူးပါတယ်ဗျာယသေးကြီးဥခန္တီဆိုတာနာမည်ကျော်တယ်မြန်မာနိုင်ငံနဲ့မကဘူးတကဘာလုံးကျော်ကြားတယ်အဲ့ဒီယသေးကြီးကရမဲသင်းမြို့ရဲ့အရှိဘက်ရွှေမြင့်တင်တောင်ဆိုတဲ့တောင်သွားပြီးတော့ဥစဉ်ဘဝပေါ့တရားတွေကျင့်ပါတယ်တရားတွေကျင့်တော့တရားတွေနောက်ပိုင်းပေါက်မြောက်သူကအောက်မေ့တယ်ငါတရားတော့ပေါက်ပြီသာသနာပြုမယ်ဖရာတွေတဲမယ်ဖရာတွေပြင်မယ်ကျောင်းနေကျောင်းဟောင်းနေဇီဒီဟောင်းနေပြင်မယ်ဆောက်မယ်တစောင်းနေပြတ်တတ်ဒီစောင်းနှန်းနေလုံမယ်ဒါပေမဲ့လို့ဘုန်းကြီးဘဝနဲ့ဆိုတော့ပိုက်ဆံနေကင်ရမကောင်းဘူးယသိဝင့်မယ်ဆိုပြီးတော့သူကဘုန်းကြီးဘဝနဲ့ယသိပြောင်းပြီးတော့မန္တလေးသာသနာပိုင်ဆရာတော်ကြီးစီလာပြီးတော့တပည့်တော်သာသနာပြုမလို့ပါဖေဟာမန္တလေးတောင်ကြီးတနေရာမြေနေရာကျောင်းဆောက်ဖို့နေရာလေးပေးပါလို့တောင်းတယ်အဲ့တော့သာသနာပိုင်ဆရာတော်ကြီးကယသိကြီးဥခန္တီခင်ဗျားဘယ်လောက်စွန့်နေဆိုတာကျုပ်မသိဘူးခင်ဗျားလည်းကျုပ်ကမြင်မှုတာမဟုတ်ဘူးခုမှသိရခင်ဗျားဘယ်ပေးနိုင်မလို့ခင်ဗျားအစွမ်းတတ္တိပြသမ်းမှာဘယ်လောက်စွမ်းနေတယ်ဆိုတာလက်တွေ့ပြသမ်းမှာလို့ပြောတယ်ဆရာတော်ဘာကြည့်ကျင်တာတော့ဘယ်လိုလက်တွေ့ကြည့်ကျင်တာတော့လို့ယတိကြီးကမေးတော့ကဲနဲ့ဖြင့်ကတန်ဃာအပန်း900ဆွမ်းကတ်ခြင်းတယ်ကျွေးနိုင်မှာမလားကျွေးနိုင်ပါလေဗျာဆရာတော်900မကဘူး1000ဆိုလဲရပါတယ်ဗျာဆရာတော်နေရာထိုင်ခင်းရဲ့ဇပွဲကုံတို့ပကံခွဲရောက်တို့ဒါပြင်းစင်ထားပါဗျာတပည့်တော်ကျွေးပါမယ်ကောင်းပြီဆိုပြီးတော့သာသနာပိုင်ဆရာတော်ကြီးကတန်ခါ900ပင့်ထားဆရာတော်ကြီးတွေပင့်ထားပြီးတော့ပကံခွဲရောက်ဒီဇပွဲတွေပြင်းစင်ထားညနေလည်းပဲမလာဘူးတဲ့လူတယောက်မှမလာဘူးတကယ်ဆိုညနေ4 နာရီ5 နာရီဆိုရင်သမင်းချက်ဖို့လူတွေပကံခွဲရောက်ဒီအိုးတွေခွက်တွေရောက်နေရမှာလူတယောက်မှမလာဘူးတဲ့ဟာတို့တော့ခက်ပြီးနဲ့တူတယ်ဟေးယတိကြီးကညာပြီးနဲ့တူတယ်ဘယ်နှများလောက်ရပါမလို့ဆွမ်းစားပြီးပြင့်ထားတာပြန်ပိတ်မှထင်တယ်လို့ဆိုကဲလီနောက်မှရောက်ရပဲဆိုပြီးတော့အသာနေခုလိုအချိန်ညလည်းပဲလူတယောက်မှမလာဘူး9 နာရီ10 နာရီ17 နာရီ12 နာရီတယောက်မှမလာဘူးခဲ့ပြီးသာသနာ့ဘက်ဆိုတော့စိတ်ပြည့်တဲ့4 နာရီလောက်ထိုးမှယတိဥခန္တီကပရိစိတ်နေရနေပြီးတော့ကြီးစီလေးတီးတဝေးဝေးနဲ့ကြီးစီလေးတီးလိုက်တော့လူတွေလာကြတာလေဗျာဟိုကဆွမ်းအုပ်တအုပ်ဒီကတအုပ်ဒီကဆွမ်းအုပ်2 အုပ်နဲ့ဆွမ်းအုပ်ပေါင်း1000ကျော်လာတဲ့နော်ဆွမ်းအုပ်ပေါင်း1000ကျော်တန်ဃာကပင့်ထားတာ900ဆိုတော့ဘယ်နဲ့တော့ပိုးနေတာပေါ့မဟုတ်လားအေးဘေးရှိတဲ့လူတွေရောဘာတွေရောအကုန်စားကြတောက်ကြရအဲ့တော့သာသနာ့ဘန်ဆရာတော်ကြီးကယတိတကိုးရှိတယ်ကွာအစွမ်းတတ္တိရှိတယ်ပေးမယ်ဆိုပြီးတော့မန္တလေးတောင်ကြီးမြေတရားပေးလိုက်အဲ့ဒီကျောင်းဆောက်သူကနေပြီးတော့မန္တလေးတောင်ကစပြီးတော့စောင်းနှန်းနေတန်စောင်းနှန်းနေဖရာတွေပြင်းစောင်းနှန်းနေဆောက်နောက်ရန်ကင်းတောင်စကိုင်းတောင်မင်းကွန်းတောင်တောင်ဒီမဲ့လှဲ့ပါပြီးတော့အနီးနားတောကစဆောက်နောက်ဟိုးကမန်းဆက်တော်တို့ကြိုက်ကြီးတို့လည်းဆောက်အဲ့ဒါလိုနဲ့ယတိကြီးဥခန္တီနဲ့နာမည်ကျော်တယ်ကဘာကရှိတဲ့ကုမ္ပဏီကြီးတွေကလည်းဥခန္တီလိုချင်တယ်ဆိုရင်သူ့ပြားတွေအကျွေးရောင်းတယ်တန်တိုင်တွေဘီလမြေတွေအကျွေးရောင်းတယ်သူ့ယုံကြည်တာကိုအဲ့လိုနဲ့ဒီနေ့ကျတော့စကိုင်းမက်ကဝချက်မင်းချောင်းဆရာတော်ကြီးစီယတိကြီးဥခန္တီကသွားတယ်ဟာဥခန္တီယတိကြီးဥခန္တီလာတဲ့ဆိုတော့ဆရာတော်ကြီးကလည်းပဲသူ့အခန့်ကျွေးမွေးစကားသမီးတွေပြောတယ်မင်းစားစရာတောက်စရာတွေကျွေးမွေးဥခန္တီခမရတော်နာမည်ကျော်တယ်ဒကမာလုံးကျော်တယ်ကျုပ်ကနားနဲ့တော့ကြားနေပြီမျက်စိနဲ့မြင်နေတာဗျာခမရဘယ်လောက်စွန်းနေဆိုတာကျုပ်မျက်စိနဲ့မြင်အောင်ပြသမ်းပါလို့ပြောတယ်နော်အစွမ်းတတ္တိပြသမ်းပါမျက်မြင်ဖြစ်အောင်ဆိုဆရာတော်တဏှာကြီးဆိုင်ဖြာလို့ပြောတယ်တဏှာကြီးဘာကြာတာမှလို့ဆိုင်မပြ
အဲ့တော့ယတိကြီးဥခန္ဒီကဖျားရှိသွားပြီးတော့ပရိစိတ်45မိနစ်ရှိတော့ထလာပြီးတော့ဆရာတော်တပည့်တော်ပရိစိတ်ခဲ့ပြီဖျားလို့ပြောတခါဥယတိကြီးဟာခင်ဗျားစိတ်တယ်လို့ဒါပြောဘာမှထူအောင်ခင်ဗျားစိတ်လို့ဘာမထူတော့ကဲဘာရတော့ဘာမှမရဘူးဆရာတော်တပည့်တော်ကတဏှာကြီးဆိုင်မှလို့ပြောတယ်လေခု45မိနစ်ရှိသေးတာ15မိနစ်လေးတော့စောင်းမှာပေါ့ဗျာလို့ပြောတယ်နော်မှန်ပါဗျာစောင်းမယ်ဆိုတာစောင်းနောက်10မိနစ်လောက်ရှိတော့လူတယောက်ခေါင်းပေါင်းစားနဲ့တိုက်ပုံအင်းကြီးနဲ့တောင်ရှိပစိုးနဲ့တကယ်ဘရင်သားကြီးမင်းကြီးမင်းသားကြီးကြားလို့တဲ့ဝစ်စားပြီးတော့လာတယ်အထုပ်တက်ထုပ်လဲပါယတိကြီးဥခန္ဒီလှူခြင်းလို့ပါဗျာဆိုပြီးတော့လှူတယ်သူကအထုပ်တက်ထုပ်ဖြီးကြည့်လိုက်တော့ရွှေရင်း၅ပေါင်း108ပြားပါတယ်နော်မှန်ပါဗျာအေးရွှေရင်း၅တပြားတကြသားဆိုလို့ရှိရင်မဲခုခင်9သိန်းတော့တန်တယ်မဟုတ်လားမှန်ပါဗျာအေးအဲ့တော့ तू ကသိန်းပေါင်း900ကျော်လောက်ရပလိုက်တာပေါ့ရလိုက်တော့ခဲဖျားတပည့်တော်အစမန်ဒါပါပဲဆရာတော်တပည့်တော်တခါတလေသာသနာပြုနေလက်ထက်ပတ်စံတပြားမှမရှိဘူးဗျမရှိရင်ဖျားရှိသွားဗရီးစိတ်လိုက်တယ်ဆိုလိုချင်တာအကုန်ရဗျကဲဥယတိခမည်းကလက်တွေ့ပြတော့ကျုပ်ကလည်းလက်တွေ့ပြပါမယ်ဗျာဆိုပြီးတော့ဝချက်မင်းเจ้าဆတော်ကြီးကလည်းပဲသွားပြီးတော့ဗရီးစိတ်ပြန်ရောခမည်းလို့ပေါ့ဗျာတဏှာကြီးဆိုင်မျိုးလို့ပြောတယ်သူကလည်းပဲဗရီးစိတ်45မိနစ်ရှိတော့ချလာကဲခမည်းလို့ပဲ15မိနစ်ဆိုင်မြာလို့ဝချက်မင်းเจ้าဆတော်ကြီးစိတ်ပြီးတော့လာအဲ့လိုနဲ့သူကလည်းပဲ15မိနစ်လောက်မထိုးခင်မှာပဲလူ2ယောက်ဘာလို့နှစ်ဖက်အခွာတော့ပေါ့လူနှစ်ဖက်စာလောက်အထုပ်ကြီးတစ်ထုပ်အကြီးကြီးပေါ့အဲ့ဒီအေယာမအထုပ်ကြီးကိုလူ2ယောက်တဘိုးနဲ့ရှေ့တစ်ယောက်နောက်တစ်ယောက်ထမ်းပြီးတော့မနိုင်တဲ့နိုင်နဲ့ထမ်းကြလာဝချက်မင်းเจ้าဆရာကြီးလှူခြင်းလို့ပါဖျားဆိုပြီးတော့အဲ့ဒီအထုပ်ကြီးမပြီးတော့လှူသွားဖြီးကြည့်လိုက်တော့သင်္ကန်းအစုံပေါင်း108စုံနဲ့နော်မှန်ပါဗျာကဲဗျာကျုပ်လည်းပဲစွမ်းပါတယ်ဗျာဒါတဲ့ခမည်းဘာပရိစိတ်တာတော့ပြောသားမှာဗျာတပည့်တော်စိတ်တာကအရဟံဘဟိအန္တဇေယံဒုက္ကတံအမိတံဝိရဇံလလိတံအတုလံစရဏံတိဘုဘာသမံယမကံဒုက္ခတံတရဏံဗန္နမာမိဇိနံဒီဂါထာလေးစိတ်တာဖျားလို့ဟာကျုပ်လည်းအဲ့ဒီဂါထာပဲစိတ်တာလို့ပြောတယ်နော်မှန်ပါဗျာယတိကြီးဥခန္ဒီကလည်းဒီဂါထာပဲဝချက်မင်းเจ้าဆရာတော်ကလည်းဒီဂါထာပဲလူကျင်သာရတဲ့အိဋ္ဌာတယဒနသိတိဂါထာတဲ့ဒီဂါထာဒီကာထာစိတ်မဲ့ဆိုရင်ခုတရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့လည်းလူကျင်သာရပေါ့ဗျာလူကျင်သာရရင်သဘောကျတယ်မဟုတ်လားကျပါတယ်ဗျာကြားလို့ရှိရင်စိတ်ပေါ့သူတို့ကတော့108ခေါက်စိတ်တဲ့အဓိပ္ပာယ်ပေါ့တရားနဲ့8ပြားရွှေရင်ကားရတရားနဲ့8စုံသင်္ကန်းအစုံပေါင်းရနော်အဲ့လောက်မလူကျင်မှုဆိုရင်လည်းနည်းပြီးတော့စိတ်တာပေါ့သူ့တဲ့လူချင်းနဲ့များလူချင်းနဲ့များပြီးတော့စိတ်ကြပေါ့နော်မှန်ပါဗျာဟေးအဲ့ဒါဓနသိတိဂါထာလို့ခေါ်တယ်တစ်ခေါက်ဆိုကြသမ်းပါအောင်အရဟံဘဟိအန္တာဇယံဒုက္ကတံအရဟံဘဟိအန္တာဇယံဒုက္ကတံအမိတံဝိရဇံလလိတံအတုလံအမိတံဝိရဇံလလိတံအတုလံစရဏံတိဘဥပါသမံယမကံစရဏံတိဘဥပါသမံယမကံဒုက္ခဒံတရဏံပနမာမိဇိနံဒုက္ခဒံတရဏံပနမာမိဇိနံဒေဂါထာရွေပြီးတော့ပရိစေပြီးတော့နတ်တီပါတွေလည်းအမျှဝေရတယ်နော်ဒီနာရှိတဲ့ပုဂ္ဂိုလ်တွေအမျှဝေနောက်ပိုင်းကျတော့နတ်တီကစောင်းလျှောက်တဲ့သဘောပါပဲခုနကတော့သာသနာပိုင်စရောကြီးစီသွားပြီးတော့ဥက္ကန္တီသွားပရိစိတ်တော့လည်းပဲလူတယောက်မှမလာဘူးထမင်းချက်တဲ့ပြုတ်တဲ့လူတွေတယောက်မှမရှိဘူးဆံ
ဈေးဝယ်တဲ့လူတွေလည်းမရှိဘူးဒါပေမဲ့လို့မနေ့ကင်းဆုံးအုပ်ပေါင်း1000ကျော်ပို့တယ်ဆိုတာလူတွေဟုတ်ချင်မှဟုတ်မှာပေါ့နော်အေးနတ်ဒီလူအောင်ဆောင်လာတာဒါမှမဟုတ်လူတွေကိုပူပြီးတော့လာတာလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့ခုနကရွှေရင်းကားပြားတရားနဲ့ရှစ်ပြားလာပြီးတော့ပေးတဲ့ပုဂ္ဂိုလ်ကလည်းလူဟုတ်ချင်မှဟုတ်မှာဟုတ်ကလားအေးအဲ့ဒါလို့နောက်ပိုင်းကြတော့ကုသိုလ်ကောင်းမှုပြုပရိစိတ်ပြီးတော့အမျှဝေတယ်ဆိုနတ်တီကစောင့်ရှောက်ပါတယ်နတ်တီကစောင့်ရှောက်တယ်တဲ့အဲ့ဒါလို့စောင့်ရှောက်အောင်နေစဉ်ပရိစိတ်သာသနာတော်ဆောင်နတ်တီအမျှဝေလို့တဲ့အိဋ္ဌာတရားဒနသိတိဂါထာအတိုင်းသိတိပေါက်ကြပါသည်ဗျာစိတ်ကြမလားဟေးစိတ်မှပါဗျာအေးစိတ်ငါနော်မစိတ်ဘဲနဲ့ဆရာတော်ကနေပြီးတော့မင်းတို့ကောင်းနေရစေရပါမလားမရပါဗျာဘယ်ရမှာတော့ဟုတ်ကလားမရဘူးအဲ့ဒီနေစဉ်အာတိဝနပစ္စည်းလို့ခေါ်တယ်နေစဉ်လို့တော့မှအာတိဝနပစ္စည်းတအာတိဝနပစ္စည်းတပြီးတော့နတ်တီကအတိအမှတ်ပြုလာမှလုပ်ငန်းကင်ငန်းအောင်တယ်တဲ့လွယ်တယ်နော်လွယ်တယ်